ချက်နေပြီးထားပြီးဘာတွေလုပ်ရမလဲဒါမှမဟုတ် IGCSE ပြီးထားတယ် GED ပြီးထားတယ်ဘယ်လိုလုပ်ရမလဲကုန်ကြစိတ်လည်းအများကြီးမတက်နိုင်ဘူးမင်္ဂလာပါ Wiley Education Consultancy ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဒီဗီဒီယိုလေးထဲမှာတော့ဥရောပနဲ့အနောက်နိုင်ငံတွေမှာပေါ့နော်ကျောင်းသွားတက်ရောက်ခြင်းနဲ့ဒါပေမဲ့အချိန် budget ပြီးတဲ့အခါကျပြင်ဆင်စရာတွေများတယ် visa အတွက်လည်းအာမခံချက်မရှိဘူးလို့ခန်းစားရနေရဆိုလို့ရှိရင်တော့နီးနားမှာရှိတဲ့စင်ကာပူနိုင်ငံမှာ top up ပတ်သွေးတွေတက်ရောက်ပြီးတော့ master process ကိုဒီအနောက်နိုင်ငံတွေကိုပေါ့နော်ဆက်လက်ပြီးတော့ကူပြောင်းပြီးတက်ရောက်နိုင်တဲ့အခွင့်အရေးတွေရရှိနေတာပဲဖြစ်ပါတယ်top up ပတ်ဝေးလို့ပြောလိုက်တယ်ဆိုလို့ရှိရင်ကျောင်းသားကျောင်းသူတွေခြားထဲမှာပေါ့နော်မြန်မာပြည်မှာနှစ်တက်ပြီးရဲ့အခါမှာ top up ကိုနိုင်ငံခြားမှာတော့တက်ရောက်နိုင်တယ်ဆိုတော့ဒီဖတ်သွေးမျိုးကိုမြင်ကြတယ်ပေါ့နော်ဒါပေမဲ့ top up ပတ်ဝေးဆိုတာကတော့ဒီနိုင်ငံတိုင်းမှာရှိရပေါ့နော်အဲ့တော့ကိုကစင်ကာပူမှာခုန IGCSE O level GED တို့ပြီးထားတယ်ဒါဆိုလို့ရှိရင်စင်ကာပူမှာ diploma higher diploma ကနေတစ်ဆင့် top up ပတ်ဝေးကိုသွားလို့ရတယ်ပေါ့နော်အဲ့လိုပဲမြန်မာပြည်မှာရှိတဲ့ဒီ higher national diploma တို့ NCC PSN diploma တွေပြီးထားတဲ့ကျောင်းသားကျောင်းသူတွေနောက်ပိုင်း AGTI တို့เนาะဒီလိုမျိုးပြီးထားတဲ့ကျောင်းသားကျောင်းသူတွေဆိုလို့ရှိရင်လည်းပြီးထားတဲ့သတ်မှတ်ထားတဲ့ level အလိုက်ပေါ့နော်နောက်ဆုံးနှစ် top up ကို8လတစ်နှစ်ဒါမှမဟုတ် major အလိုက်ပေါ့နော်တစ်နှစ်ခွဲအထိစင်ကာပူနိုင်ငံမှာတက်ရောက်နိုင်ပါတယ်အဲ့တော့ top up ပြီးသွားတဲ့အချိန်မှာလည်းပေါ့နော်အလောက်ကအခွင့်အလမ်းအတွက်စင်ကာပူကဒါအလောက်ကအခွင့်အလမ်းအခုနောက်ပိုင်းမှာအနည်းငယ်ရှာဖွေရတာခက်ခဲလာတယ်ဆိုပေမဲ့လည်းအလောက်ကိုင်ရှာဖို့အကောင်းဆုံးနေရာတစ်ခုပေါ့လောက်ခလာစာကောင်းတဲ့နေရာတစ်ခုဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုယ့်ရဲ့ experience တွေရရှိဖို့အတွက်ရွေးချယ်ဖို့ကောင်းတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်အဲ့တော့ကိုက bachelor ပြီးသွားတဲ့အချိန်မှာ work experience ရယူပြီးတော့ master process ကိုဥရောပနိုင်ငံတွေကိုဆက်လက်ပြီးတော့ပေါ့နော်ခြေဆက်နိုင်တဲ့အခွင့်အရေးရရှိမှာပဲဖြစ်ပါတယ်အဲ့တော့ top up တက်ရောက်တဲ့အချိန်မှာလဲပေါ့နော်စင်ကာပူနိုင်ငံမှာရှိတဲ့ private university မှာတက်ရောက်ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဘွဲတွေကကြတော့စင်ကာပူကဘွဲမဟုတ်ဘဲနဲ့ဒီ Australia တို့ UK တို့နောက်တစ်ခါကြတော့ဒီ Ireland တို့ကဘွဲတွေကိုရရှိပြီးတော့ဒီ degree ကောင်းတဲ့ accreditation ကောင်းတဲ့ပေါ့နော်ဘွဲတွေကိုရရှိပြီးတော့ experience ကောင်းတွေရရှိမှာဖြစ်ပါတယ်အဲ့တော့ကိုက Ireland မှာကျောင်းတက်ဖို့ကုန်ကြမဲ့ကုန်ကြစရိတ် UK မှာကျောင်းတက်ဖို့ကုန်ကြမဲ့ကုန်ကြစရိတ်ဒါမှမဟုတ် Australia မှာတက်တဲ့အချိန်မှာတစ်နှစ်ကိုပေါ့နော်ဒေါ်လာ2000 3000ကျော်ကုန်ကြမှာကိုမှတစ်နှစ်လုံးစာအတွက်ကိုမှဒီစင်ကာပူမှာဆိုလို့ရှိရင်နှစ်နှစ်ခွဲကာလနဲ့ညီမျှတဲ့နှုံထားနဲ့ဒီ UK ဘွဲတို့ Australia ဘွဲတို့ Canada ဘွဲတို့ကိုရယူနိုင်တဲ့အခွင့်အရေးရရှိမှာပဲဖြစ်ပါတယ်အထူးသဖြင့်အခုနောက်ပိုင်းမှာပေါ့နော်အမားတို့ဒီမြန်မာပြည်မှာရှိရဲ့HND ပြီးထားတဲ့ကျောင်းသားကျောင်းသူတွေအတွက်ပေါ့နော်ဒီကျောင်းသားကျောင်းသူတွေအတွက်ဆိုရင် UK ကပိတ်လိုက်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့အခွင့်အရေးပေါ့နော်ဒီ top up တက်ဖို့အတွက်ကျောင်းနိုင်ငံတွေနည်းသွားတယ်ပေါ့နော်ကျောင်းတွေရွေးချယ်ရလဲနည်းသွားတယ်ဆိုတဲ့အချိန်မှာစိတ်မညစ်ဖဲပဲပေါ့နော် top up အတွက်ကို experience explore လုပ်တဲ့အနေနဲ့စင်ကာပူမှာအရင်တက်ရောက်မယ်တက်ရောက်ပြီးတဲ့အခါမှာ language တွေပါပြင်ဆင်ပြီးတော့ master process ကိုတော့ Germany တို့ Italy တို့ဒီဘက်ဥရောပနိုင်ငံတွေကိုဆက်လက်ပြီးတော့ခြေဆက်ပြီးတော့ဒါpart time လုပ်နိုင်တဲ့အခွင့်အရေးပေါ့နော်အများနဲ့နေထိုင်ဝင်ရနိုင်တဲ့အခွင့်အရေးတွေကိုလည်းဒီလိုမျိုးဖတ်သွေးရတဆင့်ရှောက်လန်းနိုင်မှာပဲဖြစ်ပါတယ်အဲ့တော့ကိုကဒီမှာဘာတွေလုပ်ရမလဲလမ်းပြောက်နေလားဘယ်လိုရွေးချယ်ရမလဲ HND ပြီးထားပြီးဘာတွေလုပ်ရမလဲဒါမှမဟုတ် IGCSE ပြီးထားတယ် GED ပြီးထားတယ်ဘယ်လိုလုပ်ရမလဲကုန်ကြစိတ်လည်းအများကြီးမတက်နိုင်ဘူးဒီလိုမျိုးဖတ်သွေးတွေအတွက်ကိုပေါ့နော်အသေးစိတ်ဆွေးနွေးခြင်းနဲ့ကြောင်းလျှောက်ထားခြင်းနဲ့ဆိုရင်တော့ Wiley Education Consultancy ကိုအခုပဲဆက်သွယ်ပြီးတော့ appointment ရယူပြီးဆွေးနွေးနိုင်မှာပဲဖြစ်ပါတယ်